တခါတော့ကပေါ့ကွယ်ကိုဗင်နဂါလို့ခေါ်တဲ့တင်းငယ်တဲ့ရွာလေးတူရရှိပါတယ်အဲ့ဒီရွာမှာရွာသူရွာသားတွေအားလုံးကမိသားစုလိုချစ်ချစ်ခင်ခင်နဲ့နေထိုင်ကြတာပေါ့တနေ့တော့ညချမ်းချိန်မှာရွာသားတွေအားလုံးကိုယ့်အိမ်ကိုပြန်ပြီးအိပ်ဖို့လုပ်နေကြပါတယ်အဲ့ဒီရွာမှာရာဒါလို့ခေါ်တဲ့အမျိုးသမီးတစ်ယောက်လည်းရှိတာပေါ့သူ့မှာ9နှစ်အရွယ်သားလေးတစ်ယောက်ရှိပါတယ်ကလေးကဆော့ကစားဖို့အတွက်အိမ်အပြင်ကိုထွက်သွားလိုက်တော့တာပေါ့အဲ့ဒီအချိန်မှာရာဒါကသူ့သားကိုပြောလိုက်ပါတယ်။တာမိုးရမ်းချုံနေပြီလေ။အိမ်ရမယ့်အချိန်ရောက်နေပြီ။လာအိတ်ကြမယ်။မကစားနေတော့နော်။ဘသူနဲ့ကစားမလို့လဲ။ကစားဖို့အပြင်မှာလူတယောက်မှမရှိတော့ဘူး။ကျွန်တော်ခဏကစားချင်နေတယ်မေ။အဲ့ရတဲ့အစင်းသေးလောက်ထားလိုက်နော်။အစင်းသေးဖြင့်ကျွန်တော်လာခဲ့မယ်။အမေအိမ်ရပြင်ပြီးတဲ့အချိန်ထိပဲကစားရမယ်နော်။ပြီးတာနဲ့ချက်ချင်းအိမ်ပြန်လာရမှာနော်တာ။အဲ့လိုပြောပြီးရာဒါဟာအိမ်ရခင်းမို့အိမ်ထဲကိုဝင်သွားလိုက်တော့တာပေါ့အဲ့ဒီချိန်မှာတိမ်ငက်အကြီးကြီးတစ်ကောင်ရောက်လာပြီးရာဒါရဲ့သားကိုချီသွားလိုက်ပါတယ်ရာဒါရဲ့သားကအော်ပြီးတော့ငိုနေခဲ့တာပေါ့အမေကျွန်တော်ကိုကယ်ပါဦးသူ့သားရဲ့တန်ကိုကြားလို့ရာဒါအပြင်ကိုထွက်ကြည့်လိုက်တော့တာပေါ့အိမ်ရှိရောက်တော့တကားပေါက်ရှိမှတရေမတကောင်ရက်နေတာကိုတွေ့လိုက်ပါတယ်တရေမကိုတွေ့တော့ရာဒါဟာအရန်ကိုကြောက်ပြီးတကားပိတ်လိုက်တာပေါ့ကွယ်ပြရင်းပေါက်ဘက်ကနေသွားပြီးအပြင်ဘက်ကိုရက်ကြည့်လိုက်တော့တိမ်ငက်တကောင်ကသူ့သားကိုခြိသွားတာတွေ့လိုက်ပါတယ်သူမလည်းငိုပြီးတရေမကိုပြောလိုက်ပါတယ်မင်းဘသူပဲဖြစ်နေပါစေငါကလေးကိုလွတ်ပေးပါကလေးကဘာအပြင်းမှမရှိပါဘူးငါနဲ့ငါကလေးလည်းဘာအပြင်းမှမရှိခဲ့ဘူးမင်းတို့ရွာကသူတွေငါတို့ကိုအလွတ်မပေးဘဲငါနဲ့ငါကလေးကိုတတ်ခဲ့ကြတယ်။တေပြီးရဲ့နောက်ငါကဆုံးတည်းဖြစ်သွားတယ်။ငါသားရဲ့ဝိညာဉ်ကအသိငတ်ကိုယ်ရဲကိုရောက်သွားတယ်။အခုငါဒီရွာကကလေးတွေအားလုံးကိုတတ်မယ်။ကလေးတွေကိုတတ်ပြီးငါနဲ့ငါကလေးအတွက်ကလေးစားချေရမယ်။အဲ့လိုပြောပြီးတော့တရေမကအဲ့ဒီနေရာကနေပျောက်ကွယ်သွားပါတယ်။သူ့သားသိငတ်ဆုံးတဲ့အတူရာဒါရဲ့သားကိုတတ်လိုက်ပါတယ်။တစ်ဖက်မှာတော့ရာဒါကငိုပြီးနေမကောင်းဖြစ်သွားခဲ့တော့တာပေါ့နောက်နေ့မနေ့ရောက်တော့ရာဒါကတကြီးနဲ့ရွာကသူတွေအားလုံးကိုအဲ့ဒီအကြောင်းကိုပြောပြလိုက်ပါတယ်ငါကလေးကိုလိုချင်တယ်မင်းတို့အားလုံးရဲ့လုပ်ရက်တွေကြောင့်ငါကလေးလေးကအပြစ်ပေးခံလိုက်ရတယ်အဲ့ဒီဆုံးကရွာမှာရှိတဲ့ကလေးတွေအားလုံးကိုတတ်လိုက်မယ်ဒီကိစ္စအရန်အရေးကြီးတယ်ငါတို့တခုခုလုံးမရမယ်ရွာသားတို့အခုကနေစပြီးဘယ်သူမှည9နာရီနောက်ပိုင်းဆိုအိမ်ပြင်မထွက်ရဘူးနော်ကလေးတွေကိုလည်းမထွက်ခိုင်းနဲ့ဟုတ်တယ်တကြီးပြောတာမှန်တယ်အဲ့လိုလုပ်ပြီးကိုနဲ့ကိုကလေးတွေရဲ့အသက်ကိုကယ်ရမယ်အဲ့လိုပြောကြပြီးတော့ရွာကသူတွေကည9နာရီနောက်ပိုင်းကိုအပြင်ထွက်ခွင့်ပေးလိုက်တာပေါ့အဲ့ဒီနောက်ပိုင်းမှာတော့စုံမနဲ့သူ့သားစုံငတ်တို့တရိတ်ဆန်တွေကိုခြိသွားကြတော့တာပေါ့အဲ့လိုနီလန်နဲ့စုံမနဲ့သူသားတို့ကရွာကလူတွေကိုဒုက္ခပေးကြတာပေါ့ကွယ်တနေ့မနက်မှာတော့ရူပါလို့ခေါ်တဲ့အမျိုးသမီးကသူ့ကလေးလေးနဲ့အတူမရောက်ဖြစ်တာကြားတဲ့သူမရဲ့ရွာကိုပြန်လာခဲ့ပါတယ်အဖြစ်ပြန်အားလုံးကိုဘာမှမသိတဲ့ရူပါကသူ့ကလေးတွေကိုအပြင်ထွက်ကစားဖို့ခွင့်ပြုထားခဲ့တာပေါ့အဲ့ဒီချိန်မှာစုံမနဲ့သူ့သားကရောက်လာပြီးရူပါရဲ့သားကိုချီပြီးခေါ်သွားလိုက်ပါတယ်ရူပါကတကြီးနဲ့ရွာသားတွေကိုပြောပါတယ်ဒီကမှာဘာတွေဖြစ်နေတာလဲဟိုဆုံးမနဲ့အတူလာတဲ့တိမ်ငက်ကဘယ်သူလဲဘာလို့ငါကလေးကိုခေါ်သွားတာလဲငါကလေးမဘာအပြစ်ရှိလို့လဲရွာကသူတွေဘာအမားလုပ်ထားလို့ဆုံးမနဲ့တိမ်ငက်ကရွာကသူတွေပေါ်ကိုဒုက္ခပေးနေတာလဲညီမမင်းကငါနဲ့ဆုံးမအကြောင်းကိုဘာမှမသိသေးဘူးအဲ့ဒီဆုံးမကရွာတွေကသူတွေနဲ့အပြစ်မရှိတဲ့ကလေးတွေကိုတတ်နေတာသူတို့တားမိတက်ခံရလို့ရွာလူတွေကိုကလက်စားချေပြီးဒုက္ခလိုက်ပေးနေတာလေဒါပေမဲ့ဘာလို့လဲရွာကသူတွေကသူတို့တားမိပုံကိုဘာလို့ခဲလို့လဲဘာတွေဖြစ်ခဲ့ကြတာလဲငါ့ကိုအဆဆုံးရှင်းပြပေးပါအဲ့လိုပြောလိုက်တော့ရာဒါကရူပါကိုစုံမတားမိရဲ့အဖြစ်ပြက်အလုံးကိုပြောပြလိုက်တော့တာပေါ့အဲ့ဒါကတော့လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းကပေါ့ကွယ်နီရှာလို့ခေါ်တဲ့အမျိုးသမီးတစ်ယောက်ရှိပါတယ်သူမမှာ9နှစ်အရွယ်သားလေးတစ်ယောက်ရှိတာပေါ့သူတစ်ယောက်တည်းသူ့သားနဲ့အတူနေရတာပေါ့ကွယ်နီရှာရဲ့ယောက်ျားကနံပါတ်1တခိုးတစ်ယောက်ဖြစ်ပြီးဆေးဆွဲနေတဲ့သူလည်းဖြစ်ပါတယ်
လူတွေရဲ့အိမ်ကပစ္စည်းတွေကိုအမြဲခိုးနေခဲ့တာပေါ့တနေ့တော့သူ့ယောက်ျားကတကြီးအိမ်မှာဝင်ခိုးပါတယ်တကြီးကလည်းသူ့ယောက်ျားရဲ့အပြစ်တွေကိုသူ့မိန်းမနဲ့ကလေးပေါ်ကိုပုံချပြီးအပြစ်ပေးခဲ့တာပေါ့ကွယ်နီရှာရဲ့ယောက်ျားကအဲ့ဒီနေရာကနေထွက်ပြေးသွားခဲ့ပါတယ်တကြီးကနီရှာရဲ့ယောက်ျားကိုသင်ငန်းစာပေးခြင်းလို့နီရှာရဲ့အိမ်ကိုမီးရှို့လိုက်တာပေါ့နီရှာနဲ့သူ့သားလည်းမီးရဲပါပြီးတည်သွားခဲ့တာပေါ့ကွယ်တည်သွားပြီးနောက်မှာလည်းနီရှာကစုံတင်းမှဖြစ်သွားပြီးသူ့သားရဲ့ဝိညာဉ်ကတင်းငယ်ကိုရဲကိုရောက်သွားခဲ့ပါတယ်အဲ့လိုဖြစ်ပြီးနောက်ရူပါကသူ့သားတင်းငယ်နဲ့အတူညတိုင်းရွာထဲကိုဝင်လာပြီးရွာကကလေးတွေနဲ့တရိတ်ဆန်တွေကိုဖမ်းခေါ်ပြီးတက်စားကြတာပေါ့စုံတင်းမှနဲ့တင်းငယ်အကြောင်းကိုနားထောင်ပြီးတော့ရူပါကတကြီးကိုပြောလိုက်ပါတယ်ငါခုငါကလေးတယောက်ကိုဆုံးရှုံးလိုက်ရပြီနောက်ထပ်ငါကလေးနဲ့ဘယ်သူကလေးမှအဆုံးရှုံးမခံနိုင်တော့ဘူးပြီးတော့မင်းတို့ရဲ့လုပ်ရက်တွေကြောင့်အပြစ်မရှိတဲ့ကလေးတွေကအသက်ခံနေရတာဒါမျိုးဖြစ်မခံနိုင်ဘူးအဲ့ဒါကြောင့်ငါအဲ့ဒီဆုံးမနဲ့သူ့သားတင်းငယ်နောက်ကိုလိုက်သွားမယ်အဲ့ဒါမှသူတို့သားမိကိုဘာလုပ်ရမလဲဆိုတာသိမှာ မင်းသူတို့သားမိနဲ့မျက်နှာချင်းဆိုင်နေမှာမဟုတ်ဘူးသူတို့နှစ်ယောက်ကအရန်ဆွမ်းထက်တယ် မင်းတို့အားလုံးလက်လျှော့ပြီးရှုံးပေးမယ်ဆိုလဲနေခဲ့လိုက်တော့ငါကတော့လက်လျှော့ပြီးရှုံးမပေးနိုင်ဘူးအဲ့လိုပြောပြီးတော့ရူပါကဖုန်ကြီးစီသွားပြီးရွာထဲကအခြေအနေတွေအားလုံးကိုပြောပြလိုက်တော့တာပေါ့ကွယ်ဖုန်ကြီးကရာဒါနဲ့အတူရာဒါအိမ်ကိုလိုက်သွားခဲ့ပါတယ်အိမ်ရောက်တော့ဖုန်ကြီးပြောတဲ့အတိုင်းရူပါကသူ့သမီးကိုတယောက်တည်းအိမ်အပြင်ဘက်ကိုထွက်ပြီးကစားခိုင်းလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲစုံမနဲ့စုံသိန်းငတ်တို့သားမိကလေးကိုချီဖို့ရောက်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာဖုန်ကြီးကတရေမကောင်းပေါ်ကိုခင်းကမြည်ရဲ့ရေကိုပတ်ဖြန်းပေးလိုက်တာပေါ့ကွယ်စုံမဟာပူပြီးနေလို့မရအောင်အော်နေခဲ့တော့တာပေါ့သူ့မိကိုကူညီဖို့သူ့သားငှက်ဆုံးကရောက်လာခဲ့ပါတယ်ဖုန်ကြီးကတင်းငတ်ပေါ်ကိုလည်းခင်းကမြည်ရဲ့ရေကိုဖြန်းပေးလိုက်တာပေါ့ကွယ်ပြီးတော့သူတို့သားမီးရဲ့လက်ပင်ကိုပရိကုံးဆွပေးလိုက်တော့တာပေါ့ဖုန်ကြီးကသူတို့နှစ်ယောက်ရဲ့ဝိညာဉ်ကိုတေးအောင်လုပ်ပြီးပလင်းနဲ့ထည့်လိုက်တာပေါ့ကွယ်ပြီးတော့ဖုန်ကြီးကရာရာကိုပြောပါတယ် သမီးဘုံကြီးသူတို့သားမိရဲ့ဝိညာဉ်ကိုပလင်းနဲ့ထည့်လိုက်ပါပြီဒီပလင်းကိုဘုရားကျောင်းဝင်းထဲမှာမြေတူးပြီးမြုပ်လိုက်ပါအဲ့ဒါဆိုသူတို့သားမိဘရောမှထွက်လာနိုင်တော့မှမဟုတ်ဘူး ရူပါလည်းဖုန်ကြီးပြောတဲ့အတိုင်းလုပ်လိုက်တာပေါ့ကွယ်အဲ့ဒီချိန်ကနေစပြီးရွာကသူတွေစုံမသားမိရန်ကနေလွတ်ငိမ့်သွားပါတော့တယ်ရွာသားတွေအားလုံးလည်းရူပါကိုကျေးဇူးတင်တဲ့အကြောင်းပြောပြီးအေးအေးစစနဲ့ပျော်ရွှင်စွာနေထိုင်သွားခဲ့ကြပါတယ်ပုံမြင်လေးကတော့ဒီလောက်ပါပဲကွယ်နောက်ထပ်ပုံမြင်လေးတွေနားထောင်ခြင်းနဲ့ဆိုရင်တော့ channel လေးကို subscribe နေခဲ့ဖို့မမေ့ပါနဲ့နော်